ကျွန်တော်ကြားဖို့တဲ့စကားပုံလေးတစ်ခုရှိရပေါ့နော်အဲ့ဒါကကျွန်တော်တို့စီးတဲ့ရေဆဲတဲ့ကတင်းဆိုတာကဇနီးမယားတွေအိမ်အောင်ဘက်တွေညမယားတွေမှာရှိတာမဟုတ်ဘူးပေါ့နော်မိဘနဲ့တသမီကြားမှာလည်းဒီစီးတဲ့ရေဆဲတဲ့ကတင်းဆိုတာကျွန်တော်ရှိရမှာပေါ့နော်ဒါစကားပုံလေးတစ်ခုပေါ့သူ့ရဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့ကျွန်တော်စီးလာတဲ့ရေတွေကိုဒီကိုယ့်ရဲ့လေကင်းတွေကနေပြီးတော့ထွက်မသွားအောင်ပေါ့နော်ကတင်းတွေလှုပ်ပြီးတော့မှကျွန်တော်တို့တားကြရတယ်ပေါ့နော်အဲ့လိုမျိုးပဲပေါ့နော်ကျွန်တော်တို့ကရလာတဲ့ငွေကြေးတွေကိုလည်းစုစည်းပြီးတော့မှကိုယ့်ရဲ့အနာဂတ်အတွက်ဆိုပြီးတော့မှစုဆောင်းထားတဲ့ပုံစံမျိုးပေါ့နော်ဒီတချို့တွေဆိုလို့ရှိရင်နိုင်ငံခြားကိုရောက်ပြီဆိုလို့ရှိရင်မိဘကိုထောက်ပံ့ကြတယ်မိသားစုအတွက်မိဘတွေအတွက်ဆိုပြီးတော့မှအလုပ်တွေလုပ်ရင်းကနေပြီးတော့နှစ်ပေါင်းများစွာကျွန်တော်တို့ကကြာသွားကြတယ်ပေါ့နော်တနည်းလဲမပြေဆုံးဘူးပေါ့နော် agency ကပေးရတယ်နှစ်ပေါင်းများစွာကြာသွားတယ်6နှစ်9နှစ်တချို့ဆိုရင်9နှစ်10နှစ်ပေါ့နော်အဲ့လိုမျိုးတွေကြုံတွေ့ရတယ်ပေါ့နော်ဒါပေမဲ့ပေါ့နော်ဒီအသက်တွေကြီးသွားတယ်ကိုမြန်မာပြည်ကိုပြန်မယ်လို့လုပ်လိုက်တဲ့အခါမှာဘာမှစူးစောင်းထားတာမရှိဘူးဘာမှကိုယ့်အတွက်ဆိုပြီးတော့မှမရှိတဲ့ဒီမိသားစုတွေလည်းအများကြီးတွေ့ရတယ်ပေါ့နော်ဒါကြောင့်မလို့ကိုယ့်အနေနဲ့ကဒီမိသားစုကိုပံ့ပိုးတာလည်းတစ်ဖက်ကမှန်တယ်လို့ပေါ့နော်ကိုယ်တိုင်လည်းဒီကိုယ့်ရဲ့အနာဂတ်အတွက် management လုပ်ထားဖို့အရေးကြီးတယ်စီမံခန့်ခွဲထားဖို့အရေးကြီးတယ်ကိုဖြစ်ချင်တဲ့အရာတွေကိုလိုချင်တဲ့ဘဝပုံစံတွေနေထိုင်မှုပုံစံတွေအတွက်စုဆောင်းထားတာမျိုးတွေလုပ်ဖို့လိုတယ်ပေါ့နော်ဒါကဒီမိသားစုတစ်ခုမှာဒီတမိသားစုနဲ့တမိသားစုကကျွန်တော်တို့မတူကြဘူးပေါ့နော်တချို့တွေဆိုလို့ရှိရင်တော်တော်ခံစားရတယ်နိုင်ငံခြားမှာနှစ်ပေါင်းများစွာလုပ်တယ်ရတဲ့လစာလေးကိုဒီမှာချွချွတတာစားတော့ပြီးတော့မှအိမ်ကိုပို့လိုက်တယ်ဒါပေမဲ့အိမ်ကမိဘတွေကနေပြီးတော့မှစောစောကလိုမျိုးစီးတဲ့ရေးဆဲတဲ့ကတင်းလို့မလုပ်တတ်ဘူး management လည်းမရှိဘူးရတဲ့ຢာတွေကိုလည်းကောင်းကောင်းမထိန်းချုပ်နိုင်ဘူးကောင်းကောင်းစုမထားနိုင်ဘူးဆိုရင်ခင်ဗျဘလို့ပဲမြန်မာပြည်ကိုပြန်ဘယ်ချိန်မဲပြန်ပေါ့နော်လောက်တာတွေကမောပြီးတော့မှဘာမှကျွန်တော်တို့အဖက်တင်မှာမဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးမိဘတွေလည်းရှိတယ်ပေါ့နော်ဒါကြောင့်မလို့ဒီစကားပုံလေးကအရင်တော့ကျွန်တော်ကြားဘူးတာကတော့အိမ်အောင်ဘက်တွေမှဇနီးမယားတွေကြမှာဒီလိုမျိုးဒီစကားပုံလေးရှိတာမဟုတ်ဘူးပေါ့နော်မိဘနဲ့တသမီကြမှာလည်းဒီ overseas ကိုရောက်ပြီဆိုရင်အားလုံးကမိဘတွေကိုပြန်ကြည့်ကြတယ်ပြီးလို့ရှိရင်မိသားစုအတွက်ဆိုပြီးတော့မှငွေတွေလာစဉ်ပို့ကြတယ်အဲ့ဒီခါမှာတချို့မိဘတွေဆိုရင်ရတဲ့ຢာတွေကိုကောင်းကောင်းစီမံခန့်ခွဲမှုမလုပ်နိုင်ဘူးဆိုရင်သိကြတယ်မိတ်ဆွေပြန်တဲ့အခါမှာလည်းစုဆောင်းထားတာရှိမှာမဟုတ်ဘူးမိတ်ဆွေအရင်ကြီးလှုပ်ချင်ရင်လည်းငွေဆိုတာကျွန်တော်တို့ရင်းနှီးဆိုတာရှိလာမှာမဟုတ်ဘူးပေါ့နော်ဒါကြောင့်မလို့မိဘတွေကိုလည်းဒီတချို့ပေါ့နော်တခါလေမှကျတော့ကျွန်တော်တို့တယောက်နဲ့တယောက် education ကမတူဘူးပေါ့နော်ဒီအတွေးခေါ်နိုင်စွမ်းတွေသူတို့ရဲ့လုံနိုင်စွမ်းတွေကမတူဘူးပေါ့နော်ခက်ကတိုးတက်နေတာဖြစ်တဲ့အတွက်တချို့မိဘတွေဆိုရင်ကောင်းကောင်းစီမံခန့်ခွဲမှုမလုပ်နိုင်ဘူးဆိုရင်ကိုယ်တိုင်ကနေပြီးတော့စီမံခန့်ခွဲမှုလုပ်ထားဖို့လည်းလိုတယ်အဲ့ဒီຢာလေးကိုမိနေမှာဆိုလာပြီးတော့မျှဝေပေးတာပါအဲ့လိုမှမလုပ်ဘူးဆိုလို့ရှိရင်သိကြတယ်နှစ်တည်တာကြာသွားမယ်လူပြိုကြီးတွေဖြစ်သွားမယ်ပေါ့နော်ကိုကဒီရင်းနှီးတစ်ခုအနေနဲ့ဘာမှရလာမှာမဟုတ်ဘူး။ဒါကြောင့်ဒီစကားပုံလေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်မိတ်ဆွေတွေအတွက်အကျိုးစုံတရားရလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်။အကျိုးရှိရင်ကူပြီးတော့မှ share သွားပေးပါအောင်။ဒါကြောင့်မလို့မိဘတွေကိုတစ်ဖက်ကနေပြီးတော့ supporting လုပ်တဲ့အရာတစ်ခုပေါ့နော်ကိုယ်တိုင်ကိုယ့်ရဲ့ဘဝကိုလည်း management လို့ခေါ်တဲ့စီမံခန့်ခွဲမှုလည်းကြိုတင်ပြီးတော့မှလုပ်ထားဖို့လိုတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်မျှဝေပေးလိုက်တာဖြစ်ပါတယ်။မိတ်ဆွေများအားလုံးအဆင်ပြေကြပါစေ။ကျွန်တော်တို့ကိုထေးပါ။